နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသမန္တာသက္ကဝါလေတုအာဒရာကိသန္တုဒေဝတာသတ္တမမုနိရာဇတသုနန္တုတေကမောက္ခဒံဓမ္မသဝနကာလောအယံပဋ္ဌန္တာဓမ္မသဝနကာလောအယံပဋ္ဌန္တာဓမ္မသဝနကာလောအယံပဋ္ဌန္တာသမန္တာမြေမဟိချာယေတိတာနှင့်ဒီပါလေးကျွန်းမြင့်မို့ထွန်းသာသဝံအသွင်ဤစัจ java လာဤထေဝံကျင်မှာစကဝါလေသူယူစနာပေါင်း82,000အမြင့်ဆောင်သောတောင်စัจ java လာကာယံကြောက်ဆိုင်ဝန်း၍ဝိုက်သောတိုက်စာတီပေါင်း1,000သောလောကရတို့၌ဝတ္တန္တာဒေဝိတိခုံအင်းဆုံးညီမြနေထိုင်ကြကုန်သောဒေဝတာအာနာလွမ်းမို့တကိုးကြီးမြအနန္တတို့သည်အတရာပရိတရားတော်မြတ်ရွတ်ဖတ်တရစေရာဤနေရာသို့အာကိသန္တုအာလုံးပေါင်းယုံအမြတရာပွားလျက်တရားတော်နာလာရောက်ကြပါကုန်လောမုနိရာဇာတာအရဟံတသာဝကနှင့်ပြစ္ဆေကမုနိအစရှိသောမုနိတကားတို့ဤထိပ်ပံယဟန်တကားတို့ဤတရဖူလူတကားတို့ဤသင်္ကြည်နတ်တကားတို့ဤအစင်တန်စာပြမတကားတို့ဤအုပ်ရှောင်းငါမအောင်သောမင်းခေါင်မင်းဖြာမင်းတရားကြီးဖျားဤတေကမောက္ခဒံနဝေဇယံငွေကထံနှင့်နေရပန်ရွှေဘုံစေရခုံသို့လုံးစေလက်သေးအကျိုးကိုပေးထပ်သောတတ္ထမံတံဝိဇာမာနတတ္ထမနှင့်ပတ္တထာကုံအင်းဆုံးညီညွတ်တုလို့အကျော်ပရိတောဟုဆိုအပ်သောတရားတော်ကိုသူနန္တုမိစ္ဆာဝိတမညိရှက်ဖဲပြည့်နဲ့အာယုံမတနာခံကြပါကုန်လောဗဋ္ဌန္တာတောင်းတိုက်စကဝါထေဝလာမညီညာဖြပြရောက်လာကြသောဒေဝဒေဝအိုနတ်မြမတို့အယံကာလောဓမ္မသဖြင့်ဆင်းရင်ပါယဤအခါသမယသည်ဓမ္မသဝနကာလောကုသိုလ်စိတ်ရှင်သောအစဉ်နှင့်ကြည်ရွှင်လေးမြတ်နာကြအရာမင်္ဂလာခါကြီးပါပေတည်